မြတ်ကနေညလို့ဆက်ဆွေးရမယ့်အကြောင်းအရာများကရေးမကြည့်တာခက်ကြောက်စားကုန်ချက်ပဲနဲ့ hip hop သားတွေချက်ငါဘွားရဲ့လှုပ်ရှားမှုကိုမှတ်ရတဲ့ချက်လူငယ်ဘွားလှုပ်ရှားသွားလာချုပ်ကမြင်ကက်ပါတီတဲ့အိမ်ပြန်လဲရတော့နိုင်မနဲ့စာသင်ကနေလုံးတော့ထိုင်လုံးမှငါပြတ်ဒီလိုနဲ့ကုံဆုံးသွားတဲ့ clay ဘွားကိုဖြတ်လူကြီးဘွားရောက်လို့လာပြီးပြောင်းလဲတဲ့နဲ့ကဆိုတာပြောင်းလဲမှုဖြစ်ဖို့လာတာအလုံးအတွက်ဖြစ်ဖို့လာတာတကယ်ချင်းနဲ့ညပဲဆိုရင်ဆွဲကွဲအိမ်ပေါ်ကငါလမ်းနိုင်တော့ပြက်လဲဒီမိတ်ကလေးချောင်းရဲ့ချစ်သည်ငါတို့အကုန်လုံးပြောနေစဉ်အကုန်လုံးနဲ့ပတ်ချုပ်လာတော့ငါတို့တွေရဲ့မျက်နှာရွှင်လူတန်းကြီးတယောက်ဆောင်တော့တကမ်းဝေးပဲတတ်ချင်တဲ့နဲ့ဇလန်ပြီးရင်နောက်ဆက်တွဲဆက်ချင်ဟုတ်တာရဲ့အလုံးကိုသိတော့မလို့လုံးတာရဲ့အလုံးကသိတော့မဟုတ်လုံးတာမဟုတ်တော့မဟုတ်တာလို့ဟုတ်တာမလို့တော့လုံးတာမဟုတ်ဟုတ်တာရဲ့အလုံးကိုသိတော့မလို့လုံးတာရဲ့အလုံးကသိတော့မဟုတ်လုံးတာမဟုတ်တော့မဟုတ်တာလို့ဟုတ်တာမလို့တော့လုံးတာမဟုတ်ရက်ွက်ထဲမှာအာနေခဲ့လူတွေခေါ်တာလေးလိုက်တယ်ကန်ဆိုလို့ဒုက္ခတွေ့ရင်တင်စားပြောတာမွေကြိုက်တယ်နေမြင့်မှာအေးရနိုးတော့ပြင်းထူလို့အဖေရိုက်တယ်ညနေပဲလက်ထိတ်ထိုင်းပြီးဂီတာတင်းချင်းရိုက်မယ်လမ်းထဲမှာငါ့ကိုမြင်ချို့ကမျက်နှာပြင်လိုက်တယ်ချွေတောင်းဖို့ကြံတဲ့လူကငါနောက်ကနေသေးလိုက်မယ်ကြောင်တီလို့ပတ်စံချင်းငါတို့တွေကတကယ်ကြိုက်တယ်ပြန်ရဖို့မစင်စားနဲ့ရေစက်ချပြီးဝေးလိုက်ကွယ်ရန်ကြီးလည်းမစိုးပါဘူးကုန်းလုံးတင်တဲ့လောက်လာပါနဲ့နူရွာတွေကုန်းလုံးချင်းကိုရောက်ချင်နာတွေများတော့ဝေဖို့လူမလောက်ညမနဲ့ခင်ပြန်မှာငါကလုံကိုကြောက်ဒါပေမဲ့ဘိုက်ဆိုင်အိမ်ပြန်ဖို့ငါမကြောက်စားပြီးတာနဲ့ငါတို့တွေကအိမ်ပြင်ကိုရောက်မမီကအရန်ဆိုင်ပြက်ကိုခုနှစ်ခေါက်ကောစီလာမင်းကြီးပြီးရင်တော့ကချင်မကြောက်ဟုတ်တာရဲ့အလုံးကိုသိတော့မလို့လုံတာရဲ့အလုံးကသိတော့မဟုတ်လုံတာမဟုတ်တော့မဟုတ်တာလို့ဟုတ်တာမလို့တော့လုံတာမဟုတ်ဟုတ်တာရဲ့အလုံးကိုသိတော့မလို့လုံတာရဲ့အလုံးကသိတော့မဟုတ်လုံတာမဟုတ်တော့မဟုတ်တာလို့ဟုတ်တာမလို့တော့လုံတာမဟုတ်သေးပညာဒီကကလေးတာမကျင်တဲ့သူခေါ်တာကဟဲ့ကလေးမတ်တာဒီကတွေးတာကဆွေသူကကြည့်ပြီးထားပေးပြန်ကြလိုက်တော့ကဘာအိမ်မှာဆရာမေးကထားပေးကာယမလားသေးရင်ညဈေးမှာလာရွေလူတွေအားလုံးကြည့်လိုက်တော့မျက်နှာတွေကမသိမိဘတွေကချက်နေပြန်ပြီးကိုချောင်းချောင်းနဲ့ကြည့်မျက်နှာချင်းဆုံးလိုက်ရင်ဆက်ဖြည်းနဲ့ကြည့်လာပါတဲ့ဝေးရအောင်မင်းသားလဲငါကမဟုတ်ပတ်စံနေပြုံးရအောင်သေးသားလဲငါကမဟုတ်မင်းကိုရဲ့ချစ်ပြအောင်ချစ်သူရဲ့ကောင်းငါမဟုတ်မိရှိမှာတက်ွက်ရအောင်ဒိဗမ်ရှိတာငါမလို့ချောတာတွေလူချင်းမင်းသားတွေများကြီးရှိတယ်ပြောချိုတာလူချင်းပွဲစားတွေများကြီးရှိတယ်လက်ဆောင်တွေလူချင်းသေးသားကိုတောက်ပြီးကြိုက်ွယ်ကဲဘက်နေလူချင်းဟောဒီမှာဘာလို့ရှိတယ်ဟုတ်တာရဲ့အလုံးကိုသိတော့မလို့